အခုဖရောင်းသားလုပ်နေရတော့ဗောနော်ဂျင်းနေချက်သွန်လေးကိုဒါထောင်းနေရဗောနော်ထောင်းပြီးတော့ဒါထဲမဲ့စာပလာတွေချက်သားတို့ဘာလို့ပြပေးနေရဗောနော်ပဲတွေကတော့ဒါအစာကလေးတစ်ထားတယ်တစ်ထားတဲ့ဟာတွေပြနေတာဒါတွေကကြတော့အမင်းသားတွေဗောနော်ကလိုင်းနဲ့ထုတ်ချင်တဲ့ဟာတွေဗောနော်အဲ့ဒါပြနေနောက်ဆုံးတော့ဒါစီးတက်လိုက်တယ်ဗောနော်စီးတက်ပြီးတော့အမဘာတွေလဲစီးထက်တက်လဲဆိုတော့ချက်သွန်တော့ခုနကထောင်းထားတဲ့ဂျင်းတွေနဲ့လုပ်ပြီးတစ်ချက်ဗောနော်ပြီးတော့ဒါကတော့ချက်သားဟင်းနဲ့ပဲနဲ့ကိုရောလိုက်တာပေါ့နော်ရောပြီးတော့ဒါမှီးပြီးတော့နော်ချက်သေးအဲ့ဒါလေးတစ်ချက်ပေါ့ပြီးတော့အမပေးတာမှလာပြီးတော့တောင်းစားနေတဲ့လူတွေတစ်ချက်ပေါ့ဒါကတော့မှီးနေပါတယ်ပေါ့နော်မှီးနေတဲ့တစ်ချက်ကတ်လေးပေါ့နော်နောက်ဆုံးတော့ရင်းနဲ့ရောလိုက်ရပါတယ်ရင်းနဲ့ရောရဲဆိုတာဒီရောပြီးတော့တေးတာပေါ့နော်တဲပြီးတော့နောက်ဆုံးတော့အဲ့ဒါလေးကိုပွက်ဆူအောင်လုပ်တယ်ဆိုရင်ရတာရှိရဲ့ချက်ပဲဟင်းလေးတစ်ခွက်ရပြီပေါ့နော်ချက်ယူဟင်းလေးပေါ့ချက်ယူပဲကလာဟင်းလေးပေါ့နော်ပဲဟိုအချက်ယူတွေအများကြီးပဲထည့်ရတယ်ပေါ့နော်